ရွာကလေးဒီရွာမှာကိုမင်းထက်ဆိုလူငယ်တယောက်နေထိုင်มาတယ်ကိုမင်းထက်ကအရန်ကညာတက်ပြီးစတ်ထတ်ဝါဒနာပါသူပါတိတ်ပန်တဲ့အယောင်ပချက်ကိုသာယုံကြည်ပြီးနာနာဘာဘာတရေအမောင်အရာတွေကိုလုံးဝမယုံကြည်တဲ့လူတယောက်ပါရွာထဲမှာတော့လူတွေကြောက်ကြတဲ့အိမ်အိုတလုံးရှိပါတယ်အဲ့ဒီအိမ်ကိုမိုးလင်းမရောက်အိမ်လူခေါ်ကြပြီးညဘက်ဆိုရင်အတန်ထူထူခြေတန်းငိုတန်းတွေကြားရတယ်လို့လူကြီးတွေပြောကြပါတယ်အဲ့ဒီအိမ်ထဲကိုဝင်သွားသူတချို့ပြန်မထွက်လာနိုင်ဘူးလို့လည်းပြောကြပါသေးတယ်ဒါပေမဲ့ကိုမင်းထက်ကတော့ဒါတွေကလူတွေကိုကြောက်အောင်လှုပ်ထားတဲ့ဇလန်းတွေပါပဲနာနာဘာဝဆိုတာမရှိပါဘူးလို့အမြဲပြောနေတတ်ပါတယ်တညမှာတော့တွတ်တငယ်ချင်းတွေကစိန်ခေါ်လာကြပါတယ်ရဲရင်အဲ့ဒီအိမ်ထဲမှာတညလုံးနေကြည့်ပါလားလို့ပြောကြပါတယ်ကိုမင်းထက်ကရဲမောပြီးကောင်းပါပြီမနက်မိုးလေးနဲ့အထိနီးပြမယ်လို့လက်ခတ်လိုက်ပါတယ်ညအချိန်မှာလာမင်းဖုံးလွှမ်းပြီးလေတိတ်တိတ်တိုက်နေပါတယ်ကိုမင်းထက်ကဖုံးတစ်လုံးလက်နှိပ်မီးတစ်လုံးနဲ့အိမ်အိုထဲဝင်သွားပါတယ်အိမ်ရသွင်းမှာဖုံမုံနန့်အဆောက်ဦးဟောင်းရဲ့တန်ကြီးနန့်နေပြည်နေပါတယ်ခြေချလိုက်တိုင်းကရက်ကရက်ဆိုတဲ့အထန်ကြီးထွက်နေပါတယ်သူကမထိတ်လန့်ပဲဒါတွေကတာမန်ပဲလို့ကိုယ်တိုင်ပြောနေပါတယ်ည12နာရီကျော်တဲ့အချိန်မှာတော့အနောက်ဘက်ကနေမမြင်ရတဲ့ခြေတန်းတစ်ခုကြားလိုက်ရပါတယ်တောက်တောက်ကိုမင်းတက်ကလက်ခိလိုက်ပေမဲ့ဘသူမှမရှိပါဘူးလေးတိုက်တန်းမှာပဲလို့သူ့ကိုယ်သူအားပေးလိုက်ပါတယ်ဒါပေမဲ့ခဏအကြာမှာအခန်းနောက်ဘက်ကနေမိမငိုတန်းလို့တန်းနှိမ့်နှိမ့်တခုကြားလာပါတယ်ကူညီပါကူညီပါသူ့ရဲ့နှလုံးသားတုန်ခါလာမိမဲ့မယုံကြည်သေးပါဘူးဖုံးထဲကအတန်လားလီတန်လားပဲလို့ထင်လိုက်ပါတယ်မကြာခင်မှာပဲမီးတော့အေးအေးအလင်းတကူအခန်းအလင်းမှာပေါ်လာပါတယ်အဲ့ဒီအလင်းထဲကနေဆန်ရှိရှိမျက်လုံးမရှိသလိုမဲမောင်နေတဲ့မိန်းမတစ်ယောက်ပေါ်လာပါတယ်သူခန္ဓာကိုယ်ကရေဆူနေသလိုသွေးရည်နဲ့လန်းဆူနေပါတယ်ကိုမင်းထဲရဲ့အသက်ရှူသန်းတုံလာပြီးမဖြစ်နိုင်ဘူးဒါအမြင်မှားတာပါလို့ပြောနေပါတယ်ဒါပေမဲ့အဲ့ဒီမိန်းမကသူ့စီကိုတဖြည်းဖြည်းနီးလာပြီးပြောလိုက်ပါတယ်နင်မယုံကြည်ခဲ့ဘူးနော်သူ့အတန်ကလေးတွေမှာထက်ခါထက်ခါလှူရှားနေတယ်လို့ကြားရပါတယ်ကိုမင်းထပ်ပြေးခြင်းပေမဲ့ခြေထောက်တွေမလုံနိုင်တော့ပါဘူးခန္ဓာကိုယ်တစ်ခုလုံးအေးဆက်သွားပါတယ်မိန်းမရဲ့လက်ကသူ့ရင်ဘက်ကိုထိလိုက်တဲ့အချိန်မှာသူ့အသက်ရှူတိုင်းရပ်သွားပါတယ်အခန်းတစ်ခုလုံးမှောင်မိုက်သွားပြီးအတန်အားလုံးပျောက်ကွယ်သွားပါတယ်မနက်မိုးလင်းချိန်မှာတော့ရွာသားတွေကအိမ်အိုးထဲဝင်ကြည့်ကြပါတယ်ကိုမင်းထက်ကိုမြေပြင်ပေါ်မှာမြေလုံးဖွင့်ထားတဲ့အတိုင်းတီးဆုံးနေတဲ့အခြေအနေဖြင့်တွေ့ရပါတယ်သူ့မျက်နှာမှာတော့ကြောက်လန့်မှုနဲ့အားသင်းမှုပြည့်နေသေးပါပဲဘယ်သူမှသူ့ကိုမထိခိုက်ခဲ့ဘူးဒဏ်ရာလည်းမရှိပါဘူးဒါပေမဲ့သူ့ရဲ့နှလုံးသားကတော့အကြောက်လွန်ပြီးရပ်တန့်ခဲ့တာပါအဲ့ဒီနေ့ကစပြီးရွာထဲမှာလူတွေပြောကြပါတယ်နာနာဘာဝကိုမယုံကြည်တဲ့သူတောင်နောက်ဆုံးတော့ယုံကြည်သွားရတာပဲပြီးတော့မိုးလင်းမရောက်အိမ်ကိုဘယ်သူမှဝင်ရဲတော့ပါဘူးအမောင်ထဲမှာတော့ယနေ့ထိနင်မယုံကြည်ခဲ့ဘူးနော်